မသေးခင်ချစ်သေးရင်ပြည့်အနှင်ပပဤခန္ဓာမသေးခင်ကောင်းသေးရင်ခေါင်းအကြောင်းမလှဤခန္ဓာမသေးခင်ဟုတ်သေးရင်ပုတ်စိတ်ရှုပ်စရာဤခန္ဓာဘာလို့လဲတတဝလူမှန်သမျှအကုန်လုံးခန္ဓာရထားတဲ့ပြီးပဲလေမပူပါနဲ့မစိုးရင်နဲ့ဘာဖြစ်လို့လဲနေဝင်တာအချိန်ချင်းများလို့ရှိရင်ဥတုလည်းတနေ့ဒီထဲကထွက်သွားမှာပဲဟုတ်တယ်မလားဘာဖြစ်လို့လဲဆိုတော့ဥတုမှထွက်သွားမှာမဟုတ်ဘူးနော်ကျန်တဲ့လူတွေလည်းအကုန်လုံးထွက်သွားမှာပဲရှိနေတုံးလေးတော့အားလုံးတင်းတင်းမြတ်မြတ်တူနဲ့တူချစ်ချစ်ခင်ခင်လေးမင်္ဂလာစကားလေးတွေနေဖို့ပဲလုပ်တာပေါ့ဒါပေမဲ့အရသမားပါဆက်ဆိုတော့တောင်ပြောမြောက်ပြောဟိုဟာပြောဒီဟာပြောတော့တန်တော့မတန်ဘူးမတန်မိမဲ့ကြိတ်မိပြီးနားထောင်ပေါ့ဟုတ်တယ်မလားရစ်တယ်လို့တော့မထင်နဲ့ဒါငိုရင်းနှစ်ပတ်စည်းပွားတက်ပဲကိုတိုးတို့ကတော့ရန်တော့မပြောကြနဲ့ရက်တော့တဲ့လူမသေးတာမဟုတ်ဘူးကိုမထိမ့်သိမ့်တတ်လို့ရှိရင်အကုန်လုံးစမုံတုံးတာပဲလေမလေးပြင်းနည်းနည်းပြင်းတယ်တမင်စားတော့ပြီးနည်းနည်းထွက်ခရှာလိုက်အောင်အဲဆိုတော့ဒီထဲမှာတော့ပူစီနန်တော့မပြတ်ပါဘူးဘာလို့ပူစီနန်ပြန်သူ့အကြောင်းသူသိတယ်ဒီတော့ဇာကားရောက်ပြီးရိုက်ဖို့ချိန်ထားတယ်ပူစီနန်အစွမ်းနေတယ်ခြေထောင်လေးကတောက်ခောက်တန်လို့ရိုးပြတ်တော့မှအန်တိတ်တန်လို့ဂရင်ပေါ်မှာညှင်းဝေတန်လို့ဒီနေ့မင်းသမီးအစ်3ယောက်ရောက်မယ်တဲ့ဖြိုတန်းပြီးတော့အလုပ်ရမှာပဲဒီနေ့ရတော့စားလိုက်မယ်လို့လက်စားတော့ပြီးလှုပ်ရှားရှိလာဒီသွားလောက်လိုက်အောင်မယ်ကောင်းတယ်အဲ့လိုတော့ပြီးစားတော့ပြီးဘိုက်ကလေးကိုအင်းနေအောင်ဆိုတော့7နာရီတစ်ချက်အလုံးလုံးနေတဲ့အချိန်7နာရီတစ်ချက်အဲ့လိုဖြစ်တော့ကိုတောင်တော့ခံနိုင်တာဗောဟုတ်တယ်မလားအစားတော့လေးခံတော့အစားတော့မခံဟမ်းဘုကလုံးကြီးဖြစ်ကုန်တာအောင်ဖြစ်တယ်ဟုတ်ဒီလိုစားတော့ပြီးလောက်သွားလို့လိုက်မှာစိတ်ကတော့အားလုံး